ငါးကိုဖက်နဲ့အုံးမယ်ဆိုမနေရကလေးကနေငါ့ကိုတန်းရှင်းလုပ်ပြီးမှဆန်းလက်ထားလို့ဆိုရင်ကောင်းတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့မြေတုတ်6ရဲ့ပေးပုတ်မိခင်ထားပြီးသားပေးပုတ်ပေါ့နော်ကိုယ်တိုင်လုပ်ထားတဲ့ဒါနန်းနန်းစိတ် frozen လုပ်ထားတာဒါလုံးမဲ့ခန်းချင်းတီးမှာကြာအခင်းကအဲ့ဒါ frozen လုပ်ထားတာအဲ့ဒါကိုပြင်ဆင်ထားတယ်ပြီးကြတော့အထင်းမှာအလူမီနီယံခံပြီးမှအပေါ်မှာဖက်ကလေးခံထားလိုက်ပြီးရေဆေးပြီးတုပ်ထားပြီးသားအခုကျမလိုအပ်တဲ့အရွက်လေးတွေတော့ခုမဲ့အခင်းထဲမှာလေလိုက်ကြည့်ကြပါဦးဒီမှာပူစင်းဖဖေရကတွေ့ကုန်ပြီနည်းနည်းပဲရှိရဖဖေရနည်းနည်းထည့်မယ်ပူစင်းနည်းနည်းထည့်ရမလားဒီဂျူမီပဲထည့်ရမယ်ဂျူမီဒါဂျူမီခင်းတန်တဲ့လေးခဲဂျူမီတူဖို့မဟုတ်လို့ရှင်ပန်းအိုးကအရင်ယူရမယ်ထင်တယ်ပန်းအိုးကအရင်ယူလိုက်အောင်လေကိုရတူးလို့လောဆိုတော့ပန်းအိုးမှလည်းထည့်ထားတယ်ဆိုတော့ပန်းအိုးကအရင်တူးကြည့်လိုက်မယ်ပန်းအိုးတွန်လိုက်တာပန်းအိုးတွန်လိုက်တော့မစမ်းဒီကောင်းနေကြောက်တယ်အချောင်းတန်လေးတူတန်လေးနဲ့တူးတာအစင်တင်မယ်ရေဆေးလိုက်မယ်တော့ဒီကောင်းနေအများကြီးပဲငါ့ကိုဒါနဲ့အုံးမယ်ဒီမှာရပြီအဲ့ဒါကိုရေဆေးချလိုက်မယ်ဟုတ်ကဲ့ရေဆေးချလိုက်လာပြီရေပန်းလာတော့လေထဲရနဲ့အထဲမှာတေးချပြန်ဆေးရတယ်ထဲတော့အကျန်းဆေးခဲ့တဲ့အခင်းထဲရတယ်ဒါကငါးနဲ့အုံးမလို့ဒီနေ့ကโอเคစပလာထောင်းလိုက်အောင်ကဲအခုကအစပလာထောင်းထားရစထည့်မယ်ဒါအကုန်ထောင်းထားပြီးသားပေးပုတ်တွေထည့်ထားတယ်ဂျူမီထည့်မယ်မြစ်တီးကိုတော့အတောက်လိုက်ထည့်တယ်ပါလို့ဆိုမြစ်တီးမစားနိုင်ရလို့ရှိလို့ဒါလေးကိုခန်းချင်းတီးလေးကိုထည့်လိုက်ရင်အချင်းတွေအများကြီးထည့်စရာမလိုခုကျမတောင်းနေမယ်နော်ကဲအစုံထည့်ထားပြီဆိုတော့အခုအသားထည့်ကြည့်လေပုံဝင်တော့နေမယ်ခန်းချင်းတီးအသေးကိုတော့ဘာလို့ထည့်လဲဆိုတာထည့်လို့ရှိရင်လေတခြားအချင်းထည့်စရာမလိုကျွတ်တော့ဟိုဟာဘာလဲနန်းပင်လေးကိုထည့်ထားတော့ချောင်းထည့်ထားတော့လေအရှာအနံမွှေးနေတာခုကျမကနှံ့အောင်နေလိုက်အောင်အသားထဲဝင်တော့တဲ့အထိကဲဆက်နေလိုက်နော်ဒါတော်နှံ့အောင်နေထားပြီးအတိကတော့အနံ့ကဒီဂျူးမြစ်လေးကိုပေးပုတ်နေပေါ့နော်ပေးပုတ်ရေမြစ်တော့ချောင်းနည်းနည်းထည့်ပြီးမှအဲ့ခန်းချင်းတီအသေးလေးနဲ့ချက်တာနေတာအဲ့ဒါကတော့ဖြစ်တာအကုန်လုံးကိုဒီမှာဒီလိုထည့်လိုက်တယ်ခုဖက်ထဲမှာထည့်မယ်ပြီးရင်အုံလို့မယ်นี่ก็ဂျူးမြစ်နဲ့ပေးပုတ်နဲ့ခန်းချင်းတီအသေးလေးနဲ့ကိုငါအုံမယ်ဒီမှာအကုန်လုံးအစင်တဲ့အစားပလာပြည့်နေနေနဲ့ထားလိုက်တာသူရဲ့အနံ့အရတာပေးပုတ်နဲ့လေထောင်းလေးနဲ့ဂျူးမြစ်လေးနဲ့ပေါ့နော်မှာဖက်ထဲမှာထည့်ထားလိုက်ပြီငါအုံဖို့အခင်းကဂျူးမြစ်လေးနဲ့ကောင်းခုငါအုံဖို့ဆက်ပြင်စင်လိုက်အောင်ဒါလေးကိုဒီမှာဖက်နဲ့ထုတ်ပြီးအုံတော့မယ်ခုကโอเคခုဒီလိုလေးလုပ်ထားတယ်အိမ်မှာအုံးမှာချဲ